လူသားသမိုင်းအပိုင်း9လွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်မှာလူသားတွေဟာအမဲလိုက်တာကိုရပ်ပြီးစိုက်ပျိုးရေးကိုစတင်ခဲ့ကြပါတယ်။စိုက်ပျိုးရေးလုပ်ရင်ဘဝပိုကောင်းလာမယ်လို့ထင်ခဲ့ကြတာဖြစ်နိုင်ပေမဲ့တကယ်တမ်းမှာပိုဆိုးသွားခဲ့ပါတယ်။အရင်ကနေ့တစ်ဝက်ပဲအလုပ်လုပ်ရကနေအခုတော့မိုးလင်းမိုးချုပ်ကြောကောအောင်လုပ်ရတော့တာပါပဲ။အစားအစာကလည်းအရင်လိုမစုံလင်တော့ပဲဂျုံနဲ့ဆန်ကိုပဲအဓိကစားရပါတော့တယ်လူဦးရေတိုးပွားလာပေမဲ့တဦးချင်းစီရဲ့ဘဝကတော့ပိုပြီးခက်ခဲကြမ်းတမ်းလာခဲ့ပါတယ်လူသားတွေကတဘာဝတရားကိုထိန်းချုပ်လိုက်နိုင်ပြီလို့ထင်ခဲ့ပေမဲ့တကယ်တော့ဘယ်တော့မှပြန်လည်မလွတ်မြောက်တော့မဲ့စိုက်ပျိုးမှုတော်လှန်ရေးထောင်ချောက်ထဲမှာမိသွားခဲ့ကြတာဆိုတာကိုအဲ့ဒီအချိန်တုန်းကမသိခဲ့ကြပါဘူးစိုက်ပျိုးမှုတော်လှန်ရေး Agricultural Revolution ဟာတမိုင်းရဲ့အကြီးမားဆုံးလှည့်စားမှုကြီးဖြစ်ပါတဲ့